ဟုတ်ကဲ့ပြောလိုက် ကျွန်တော်တို့ရေပြောလိုက်ပါ သူတို့မဟုတ်ဘူးလေဒါကျွန်တော်တို့နှစ်ယောက်ကဒါအမှုပညာလောကတွေဝင်တာတိတ်အများကြီးတော့အကွာကြီးတော့မဟုတ်ပြင်မဲ့ဘယ်လိုခေါ်မလဲဆိုတယောက်မှတယောက်လေးစားမှုရှိတဲ့အမှုပညာရှင်တွေလို့ပြောလို့ရပါတယ်ဆိုတော့ဒါအများကြီးမဆုံးဖြစ်ဘူးဆိုပေမဲ့လည်းဘယ်လိုခေါ်မလဲဆိုတော့စုံချင်တဲ့စိတ်တွေကတော့အမြဲတမ်းရှိနေတယ်အဲ့လိုစိတ်ကလေးရှိနေတဲ့စိတ်ကလေးကဒီအချစ်စည်းမှာစုံခွင့်ရတဲ့အခါကျတော့အရန်ကျေလဲကျေနပ်တယ်ဝမ်းလဲဝမ်းသာတယ်ဒီကားလေးကလည်းကိုမန်နိုင်ရဲ့ကတ်မတ်အတွက်ပြည့်စုံတဲ့ character လေးလည်းဖြစ်တယ်လို့မြင်တယ်ပေါ့ဟုတ်ကဲ့ကျွန်တော်လည်းဒါမနန်းပြောတော့မမျောနဲ့ပါဘူးအဲ့လိုကိုနေတို့နဲ့ပြန်ပြီးတော့အဲ့လိုစုံရမယ်ဆိုတာဘာမှမတွေ့တာဘူးဒါဒီလိုမျိုးပထမဆုံးပြန်စုံလဲပြောလဲဒါဝမ်းလဲဝမ်းသာပါတယ်အခုဆိုကိုနေတို့ဆိုတာဒါဘုရားလောကမှာဆရာပဲလေဟုတ်တယ်မလားအဲ့လိုလည်းမဟုတ်ပါဘူးဆိုတော့အဲ့လိုမျိုးတွဲရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ဒါပဲဖြစ်ပြောင်းတယောက်ပြန်လည်လေးစားသမှုနဲ့ကျွန်တော်တို့လုပ်ငန်းခွင်မှာလည်းကျွန်တော်တို့ကာရိုက်ခဲ့တယ်လှုပ်ခဲ့ကြတယ်အဆင်ပြေပါတယ်အားလုံးလည်းတယောက်တယောက် respect ပေါ့နော်တယောက်လည်းဟိုလိုမျိုးအများကြီးသိညီစရာမလိုဘူးနော်သူကသူဒါကိုလှုပ်တင်လှုပ်လိုက်တာတွေကိုကိုစီကိုပေါင်လေးနဲ့အားလုံးလှုပ်ခဲ့ကြတာပါရန်အောင်အဆင်ပြေပါတယ်လှုပ်လို့ပါတယ်ဟုတ်ဦးနေခါနဲ့ကိုခက်ကြီးရဲ့နေရာဒါအားပြိုင်မှုတွေတော့ဒါဘယ်လိုမျိုးလေးအမှတ်တရရှိကြလဲအဲ့ဒါလေးအမတ်တရားကတော့ကျွန်တော်တို့ကဒီ professional လမ်းကြောင်းတစ်ခုလည်းဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကိုယ် character တွေကိုပြည်ပြင်းဆုံးနဲ့အလုံးကြုံဆုံးဖြစ်အောင်ပေါ့နော်ကျွန်တော် pre production မှာလည်းညှိနှိုင်းနဲ့ကျွန်တော်တို့လုပ်ခဲ့ကြသလိုတကယ်ရိုက်ကွင်းမှာလည်းကျွန်တော်တို့ကကိုယ်လိုချင်တဲ့ item တွေလိုချင်တဲ့character တွေကိုဝင်အောင်ပေါ့နော်ညှိနှိုင်းနဲ့လုပ်ခဲ့ကြရဆိုတော့ရိုက်ကွင်းမှာလည်းအဆင်ပြေတယ်လို့ကျွန်တော်ကြည့်ရတဲ့အချိန်မှာလည်းကျဉ်းနှံ့မှုရှိပါတယ်တက်ရွယ်တစ်ခုရောက်တဲ့အခါမှာလည်းချစ်သေးဆိုတဲ့အခါကအတိုင်းနော်လက်ခံပြီးတွေ့ခါမှာကိုယ်တက်ရွယ်တစ်ခုနေတာလေဒီလိုမျိုးဟိုမှာဒီညတဲ့အချစ်ကားလေးလည်းဖြစ်တယ်အိမ်အောင်လေးကားလေးလည်းဖြစ်တယ်အားတော့အချစ်စေးရုပ်ရှင်ကပြောပြမဲ့အကြောင်းအရာတွေပေါ့ကျွန်တော်တို့ပြောပြလိုက်ရင်နာကြည့်ရမလို့မဆိုးတယ်အချစ်နဲ့အိမ်တော်ရေးနဲ့ငွေရေးကြေးရေးဆိုတာကကျွန်တော်တို့အကုန်လုံးက balance ဖြစ်ဖို့လိုတယ်ပေါ့အဓိကတော့ဆုံးဖြတ်ချက်ကိုဘယ်လိုခေါ်မလဲစဉ်းစားပြီးတော့ဆုံးဖြတ်ဖို့အများကြီး message ပေးပါတယ်ဒီကားလေးကလေချစ်စေးဆိုတဲ့အတိုင်းချစ်ကိုဒါဝယ်လို့ရတာဆိုတာလေးပေါ့နော်အဲ့ဒါလေးပြောပြပါဟုတ်ကဲ့ဝယ်လို့ရခြင်းမရခြင်းကတော့စိုးရပြောဆိုတော့ဒီကားရဲ့အဓိကပေါ့ကြည့်ပြီးမှပဲသိဒီကားရဲ့အဓိကပြောချင်တဲ့အကြောင်းအရာကအဲ့အကြောင်းအရာပေါ့ဆိုတော့ကျွန်တော်တို့ကအများကြီးပြထားပါတယ်ရိုက်ပြထားတယ်ခံလဲခံစားပေးထားကြတဲ့ခါကျတော့ဒီကားလေးကိုလာကြည့်ရင်တော့အမြင်တွေတောင်းတွေမတူညီမှုတွေအများကြီးတွေ့ရမှာပါဟုတ်ဒါပြိတ္တရဲ့အချင်းနှစ်ယောက်ဖြစ်ခဲ့တဲ့ဒီကနေ့မင်းသားနှစ်ယောက်တွေ့ဆုံမှုပါလို့နော်အားပြိုင်မျိုးခက်ကူရင်းလာဦးနေခါမင်းသားဆိုတဲ့ပြိတ္တတွေရှိလာတယ်အဲ့ဒါကိုဘယ်လိုလေးပြောချင်တာရှိလဲဟုတ်ကဲ့ဆရာရုပ်ရကတော့ကျွန်တော်တို့ကဒါဟိုတယောက်နဲ့တယောက်အားပြိုင်မှုလို့ထင်ရပေမဲ့တကယ်တမ်းအလုံးလုံးတဲ့ဒီကျွန်တော် on scene ပေါ်မှာကတော့ဒါလုံးဖို့ကင်ဘက်တွေပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟိုကင်ဘက်သဘောမျိုးမဟုတ်ပဲねလုံးဖို့ကင်ဘက်သဘောမျိုးနဲ့ကျွန်တော်တို့ကတင်းတစ်ခုနဲ့ကျွန်တော်တို့ကဒီဇက်ကားပေါ့နော်အချစ်စေးဆိုတဲ့ဇက်ကားကိုရထားတဲ့တရုပ်ဆောင် character role ပုံမှာပဲကျွန်တော်တို့ကအားထည့်ပြီးတော့ကျွန်တော်တို့ကတာဝန်ကြီးအောင်လုပ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အခါကျတော့လေဒါပြည်သက်အတွက်လည်းအများကြီးအသေးစမ်းဖြစ်မယ်နောက်ပြီးတော့ကျင်းနှက်ဆရာကောင်းတဲ့ဇာတ်ရုပ်တွေဇာတ်ကောင်တွေလည်းဖြစ်တယ်လို့မြင်ပါတယ်